Hello မတို့ရေဒီနေ့လေခြေဆွဲပေါင်းပြီးနှစ်ပုံနဲ့မိတ်ဆက်ပေးပါမယ်เนาะဒါလေးကတော့ပုံမှန် site ပါ quality လဲကောင်းတယ်ပြီးတော့ဘာမှလည်းမပါဘူးရိုးရိုးရှင်းရှင်းကြိုက်တယ်မတွေဆိုရင်ဒါလေးယူပေါ့เนาะ site သေးတွဲပါเนาะ site သေးတွဲဆိုရင်ပေါင်ကြီး130ကနေ140တော်တယ်เนาะ color လေးမိတ်ဆက်မယ် site လေးပြောပြပါမယ်เนาะဒီ color လေးဆိုရင်မတို့ဒီအတွဲမှာတော့အယောင်ဆန်းတာပေါ့เนาะသူကလေမတို့ရဲ့ပတ်လေကမျှော့ကြိုးပေါ့အသားလေးကခြီကိုမှဆွဲသားလေးပါเนาะခါကမဆွဲရင်26ဆွဲလိုက်ရင်34เนาะတင်ဆက်ရတော့44ပါဘောင်းမီလေးရဲ့အရှိကလည်းအရန်လည်းမရှိဘူးเนาะ33ပါရှင့်ရှေ့ကအိတ်ကလေးနှစ်ဖက်လည်းတအားကောင်းပါတယ်မတို့ရဲ့ဈေးလေးကတော့49000เนาะဒါလေးကနီညိုရောင်လေးပါမတို့ရေမစိုးထည့်ဆိုင်ကနေမိတ်ဆက်ပေးပါတယ်။ဒါကိုအိမ်ရောက်ဝင်ကြည့်ပြပါတယ်ရှင်။ဒါလေးကလက်တက်ရောင်လေးပါ။ဒါလေးကသဘာဝရောင်လေးပါနော်။ဒါလေးတွေလေးမတို့ရေဝှက်ရတာလေ။သွားလာလှုပ်ရှားရတအားလွယ်ကူတယ်နော်။ဒါလေးကအနက်ရောင်ဆူဆူလေးပါရှင်။ဒီဘေတာဖောက်လေးဆိုရင်လည်းမတို့ရေဒီတွဲမှာအယောင်ဆန်းလေးပေါ့နော်။သူလည်းလှတယ်နော်။ဒါလေးကတော့ပုံမှန်ရောင်းနေကြအစိမ်းပုတ်လေးပေါ့နော်။ဒါလေးကအကျန်းခံပြီးတော့အယောင်လေးငိန်တာကြိုက်တဲ့မမတွေဆိုရင်အစိမ်းပုတ်လေးလည်းကောင်းပါတယ်။ဒါလေးကခိုပြရောင်လေးနော်ခိုပြလေးကလည်းဂျင်းမောင်းမီဂျင်းရောင်နှုတ်လေးနဲ့ဆင်တာပေါ့နော်ဒါလေးကခိုပြရောင်လေးပါဒါလေးကတော့ပန်းမိတ်ကပ်ကိုမှအနုဘက်သွားပါတယ်နော်ပန်းမိတ်ကပ်အနုလေးပါအခုနောက်ဆုံးပြမှာကအသားရောင်လေးပါရှင့်ဈေးနှုန်းလေး49000ပါကျေးဇူးတင်ပါတယ်